ကြက်ရွေစားရတော့၎င်းမိမိတို့ကြိုက်နှစ်သက်တယ်လို့ပြုလုပ်စားသုံးနိုင်ပါတယ်ကျွန်တော်တို့နေစဉ်စားသုံးလေးရှိတဲ့အစိမ်းရောင်ရွက်တွေဟာသွေးအားကောင်းစေတဲ့ဂုဏ်သတ္တိရှိပါတယ်အဲ့ဒီအစိမ်းရောင်ရွက်တွေထဲမှာလူသွေးအားကိုကောင်းအောင်ပြုလုပ်ပေးတဲ့နေရာမှာမြူရွက်ဟာအကောင်းဆုံးတဲ့ကတစ်ခုဖြစ်ပါတယ်သူမှာတန်တက်ကျွယ်ဝစွာပါဝင်တဲ့အတွက်သွေးအားကောင်းစေတာဖြစ်ပြီးရှေ့အစဉ်ဆက်မြူရွက်ကိုတန်ဖိုးထားစားသုံးခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာလည်းမြူရွက်ကိုအလေးထားစားသုံးလို့ရှိကြပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ hot pot ဆိုင်ကြီးတွေမှာလည်းမြူရွက်ကိုအများဆုံးတွေ့ရလို့ရှိပါတယ်ဟိန္ဒူနယ်ရက်ကဲ့သို့အရသာရှိပြီးဟိန္ဒူနယ်ထက်သွေးအားပိုကောင်းစေပါတယ်ရွက်ဟာသွေးအားအလွန်ကောင်းတဲ့အတွက်ယောက်ျားအားကိုလည်းကောင်းစေပါတယ်သွေးဒီအသက်ဒီသွေးဆိုတဲ့အတိုင်းတကူလုံးမှာသွေးဟာအသက်ဖြစ်တဲ့အတွက်သွေးအားကောင်းစေခြင်းဟာအသက်ရှည်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်ပါတယ်အမျိုးသားများသာမကအမျိုးသမီးများမှလည်းမြူရွက်ကိုစားသုံးသင့်ပါတယ်လာစဉ်ဓမတာသွေးများဆုံးရှုံးနေရခြင်းကအမျိုးသမီးများကိုအလွန်အားရုပ်စေပါတယ်မြူရွက်စားပြီးသွေးသားကောင်းလာကနုပြိုလှပနေမှာဖြစ်ပါတယ်မြူရွက်နဲ့ပတ်သက်၍မြမရွက်ဆေးချမ်းတစ်ခုဖြစ်တဲ့သုတ်တုတကျမ်းမှာအောက်ပါအတိုင်းဖော်ပြထားပါတယ်အရွက်တကာတို့၌မြူရွက်တွေအ